ရဲ့ movie အိပ်ပျော်နေတဲ့ဘရင်ကိုဓာတ်နဲ့ပိုင်တဲ့ခါကျတော့ခေါင်းပြတ်သွားပြီးတော့ဘလွန်အောက်ကိုကျတယ်အဲ့ဒီခေါင်းကနောက်နေ့မွန်းတဲ့ချိန်ထိမျက်တောင်ခတ်တုံးတယ်တဲ့အဲ့ဒါနဲ့မွန်ဆရာတော်ကြီးတစ်ပါးကမိတ်တယ်ဒါဆိုရင်အန္တာဝတီကိုမွန်တွေဥဆုံးမပြုတ်ရသေးဘူးမြန်မာတွေပဲဥဆုံးပြုတ်လိုက်မယ်ဆိုပြီးတော့နမိတ်ဖတ်တယ်နမိတ်ဖတ်ပြီးတဲ့ခါကျတော့ဒီဘရင်အလောင်းတော်ကိုသူကတောင်းမှန်ဟိုတမေစောတုကိုတောင်းပြီးတော့ကောင်းကောင်းမွန်တကြိုပြီးတော့အယိုးရွှေအိုးနဲ့ထည့်ပြီးတော့အဲ့ဒီမှာပန့်ပြတ်တဲ့နေရာတစ်ခုမှာမြုပ်တယ်ဆိုပြီးတော့အဲ့မှန်တမ်းရဆိုရင်ဒုတိယတွင်မှာအဲ့ဒါပါတယ်အဲ့တော့ဒီပင်ရွှေတိက888မှာမွေးတယ်ဒီ912ခုကစုံလာပြည့်ကျော်တရက်ပဲသူ့ရဲ့35နှစ်ပြည့်တဲ့နေ့မှာပဲသူလုတ်ကြံခံမွေးနေ့မှာပဲလုတ်ကြံခံရတာသူကနန်းသက်20ပေါ့နန်းသက်20တဲ့ကိုအဝယ်တက်တော့35မှာသူကနိုင်ရဆန်တယ်သူက14နှစ်မှာဘရင်ပြစ်တာဆိုတော့သူကနန်းသက်ကျော်ရှိတယ်ဘရင်တော်ကအဝေးကိုရောက်နေတာပေါ့နောက်ပြီးတော့ခုနသမိန်စောချွတ်ဆိုတာလေဒီစစ်တောင်းစားဆိုတာအဲ့သူသွားကန်ဒီမှာစစ်တောင်းစားအမတ်တယောက်ဆုံးတဲ့အခါမှာဒီပင်ရွှေတိကသူ့လူယုံဆိုပြီးတော့ဒီသမိန်စောချွတ်ကိုစစ်တောင်းမျိုးစားပေးလိုက်တာဒီပင်ရွှေတိကယုံကြည်ပြီးတော့သူ့ရဲ့မကဘူးသမိန်စောချွတ်ရဲ့ညီနှစ်ယောက်ကိုပါသူကယာရုတွေခံထားတာတက္ကရီ911ခုနှစ်တဘိုးရွယ်လာမှာအရှိစစ်တောင်းအရှိဘက်မှာဆင်ပြူတော့ပေါ်တယ်ဆိုပြီးတော့သူ့ညာပြီးတော့သမိန်စောချွတ်ကခေါ်သွားတာပေါ့ဆင်ပြူတော့လိုချင်တဲ့ခါကျတော့ဒီပင်ရွှေတိကလိုက်သွားတယ်လိုက်သွားတော့ဒီဘရင်တော်ရဲ့ညီတော်တိဟသူကိုအန္တဝရီနန်းဆောင်ထားခဲ့ပြီးတော့သူကသမိန်စောလကုန်းအိမ်ရဲ့သမိန်စောချွတ်ရဲ့အဲ့ဒါနဲ့တော့သွားတယ်ဟိုရောက်တဲ့အခါကျတော့အရှိဘက်ကတာအရက်မှာဆင်ပြူတော့အဲ့မှာထပ်ပြီးတော့ပေါ်တယ်ဆိုတဲ့အခါကျတော့သူကဒီလူကြီးကလိုချင်တော့မௌဒမဇာစောလကုန်းအိမ်ကိုမௌဒမကိုသွားပြီးတော့တက်ခေါ်လာခဲ့ငါဒီဆင်ပြူတော့ဖမ်းမယ်ဆိုတဲ့အခါကျတော့စောလကုန်းအိမ်ကလည်းဘရင်နောင်တော်ကသူ့အချိန်မှာခဲ့တယ်ကိုတော့နဲ့မခွဲပါနဲ့ဟိုခွဲပြီးမသွားနဲ့ပေါ့လေအမြဲတမ်းပဲစောင့်နေဆိုတော့မရဘူးဘရင်ငါဆင်ပြီးတော့ဖမ်းမယ်ဒီမှာလဲသမိန်စောထွက်ရှိတယ်မင်းစိတ်ချလက်ချသွားဆိုပြီးတော့လွတ်လိုက်တဲ့အချိန်မှာအဲ့ဒီညမှာပဲဒီပင်ရွှေတိကလုတ်ကြံခံအဲ့တော့ဒီပင်ရွှေတိကဗုဒ္ဓမစစ်ပွဲကိုနိုင်ပြီးတဲ့နောက်မှာပေါ်တူဂီတယောက်နဲ့ပေါင်းပြီးတယ်ပေါ့ပေါ်တူဂီသူ့ဟိုတဲ့ပေါ့ကျေးစားစစ်သားပေါ့လေသူကအချက်ပြုတ်တော်တယ်အဲ့တော့ဝီစကီအရက်ချက်တယ်နောက်ပြီးတော့အမီးကိုလည်းကောင်းကောင်းတော့လုပ်တဲ့ခါကျတော့ဒီပင်ရွှေတိအဲ့မှာအရက်ကိုဆွဲသွားတယ်ဆွဲသွားပြီးတဲ့နောက်ပိုင်းမှာသူကဒီအုတ်ချုပ်ရေးပိုင်းတာဝန်တွေကိုရောက်ပါတော့သူ့ရဲ့ဘေးနောင်တော်ကိုပဲသူလွှဲတာပေါ့သူကအဲ့ဒါနဲ့ပဲအချိန်ကုန်သွားတာပေါ့အချိန်ကုန်သွားပြီးတော့သူကအမှားယွင်းနေဖြစ်လာတဲ့အချိန်မှာအရင်အန္တဝရီဘရင်ဟောင်းသူရှင်ကရူပီရဲ့သားသူကနေပြီးတော့ပုံကန်တာပေါ့ပုံကန်တဲ့အခါကျတော့သမိန်ထောရမှာပုံကန်တယ်ပုံကန်တဲ့အခါကျတော့ဒလဆိုတာအခုဒလမဟုတ်ဘူးတွန်တေးကိုရှေးတုန်းကဒလလို့ခေါ်တယ်အဲ့ဒီမှာသူကရှိတဲ့အခါကျတော့တန်လျင်စားကိုတွားပြီးတက်ခိုင်းတယ်မနိုင်ဘူးအဲ့အခါကျတော့ဒီပင်ရွှေတိကဘရင်တော်ကိုနောင်တော်ကိုယ်တိုင်သွားမှဖြစ်မယ်သွားပါဆိုတဲ့အခါကျတော့သူကလည်းဒီပင်ရွှေတိကိုစိတ်မချသူမသွားခြင်းအချိန်ချင်းပြောတဲ့အခါကျတော့သွားတာပေါ့ဒါတော့ဓမ္မသမိုင်းမှာမင်းတရားရွှေကြီးဆိုပြီးတော့နာမည်ကြီးတဲ့ဒီပင်ရွှေကြီးရုပ်တုပေါ့ဒီပင်ရွှေကြီးကသူ့မေတော်ကခုနမနွယ်ကုန်းမြို့တကြီးရဲ့သမီးမနွယ်ကုန်းဆိုပြီးလေဝေးပေါ့လေဝေးအနောက်ဘက်မှာရှိတယ်လေဝေးဟုတ်ကဲ့အဲ့ဒီမြို့သားအဲ့နားမှာရှိတဲ့ဆင်အုံကန်တော်ကြီးဒီလိုမိုးရသည်မှာကျိုးတဲ့ခါကျတော့မင်းကြီးညိုကသူ့ပိုင်နေဆိုတော့သွားပြီးတော့ဆယ်ဖို့ရတာပေါ့ဆယ်ဖို့တဲ့အချိန်မှာအဲ့ဒီတကြီးသမီးကိုသဘောကျပြီးတော့တော်ကောက်လာပြီးတော့တောင်ကိုခေါ်လာတယ်မိဖုရားမမြောက်သေးဘူး။အားယောက်ျားမွေးရင်မိဖုရားမြောက်မယ်လို့သူဂရိပေးထားတယ်ဟုတ်ကဲ့ဆရာ။ရွှေကြီးကိုဝင်ရှိတဲ့အချိန်မှာသူအိမ်မက်တစ်ခုမဲ့တယ်။အဲသူကောင်းကင်ကနေမင်းကသူ့ဝင်တဲ့ခွဲပြီးဝင်တယ်ဆိုအဲ့မှာအိမ်မက်ပြီးလန့်ပြီးတော့ရင်းကြောက်ဖက်ပြီးတော့ကဲတော့ပါអော်တဲ့ခါကျတော့မင်းကြီးညိုကဗာလဲပြီးတော့အိမ်မက်ကိုပြောပြတော့ဒါဆိုရင်တော့သိကြပြီတားယောက်ျားမွေးတော့မယ်ဆိုပြီးအဲ့တော့မွေးတဲ့ခါကျတော့ဝေးပြီးချင်းမှာပဲသူ့ကိုအေရှိအပ်နေတယ်သူ14နှစ်သားအရွယ်မှာမင်းကြီးညိုနိုင်ရဆန်သွားတဲ့ခါကျတော့နန်းတဲ့ရတယ်နန်းတဲ့ချိန်မှာနားမထွင်ရသေးဘူးအဲ့ဒါနောက်ကြတော့သူကအန္တဝရီရှင်ဘောတော်ဘုရားချိန်မှာနားထွင်မယ်ဆိုတဲ့ခါကျတော့ကျန်တဲ့မူမတ်တွေကမသိညောဘူးရန်သူမြို့တော်ကြီးမှာသွားပြီးတော့သူကမရဘူးဒါကိုထွင်မယ်ဆိုတဲ့ခါကျတော့ရေကောင်းရေးတာပေါ့အဲ့တော့သူတို့ဖတ်ဖူးတဲ့အတိုင်းပဲဒီပိုင်းတက်ဦးမောင်ကြီးကတော့သူ့ဝိတုထဲမှာ
ရေကောင်းရွေးတဲ့ခါမှာလက်ထိတ်ကို ဟိုအန်နဲ့ဆိုင်ပြီးသူနဲ့ရိုက်ပြီးအဲ့ဒါကိုရွေးတယ်ဆိုပြီးတော့ဟိုဘက်မှာအဲ့ရုပ်ထုလောက်ကြတာရှိတယ်ဒီအချမ်းပါလေ ဟုတ်ကဲ့ အဲ့တော့ဒီဟိုတူချုပ်ပြောရရင်တော့သူနားသွားထွင်းတယ်ဟိုရန်သူကဝိုင်းတယ်ဒါပေမဲ့သူမဖမ်းနိုင်ဘူးပြန်ပြီးတော့အာမင်းတရားရွှေတီဒီဟိုတင်ဖြစ်လို့ရှိရင်တိုက်ပေါ်သူအဲ့လိုရှိရင်မြင်တဲ့ဦးစီးတက်တဲ့ခါကျတော့မော်တက်တည်းရှဲသွားပြီးတော့သူကတောင်ကိုပြန်ရောက်လာ3လလောက်သွားတိုက်တယ်မနိုင်ဘူးဆိုတာဟိုဘက်ကပေါ်တူဂီဂျေဇာစစ်သားတွေရှိသနတ်တွေပါတယ်သူတို့ဘက်ကရတယ်စိတ်ကမ်းမျိုးကိုတောင်ကတော့ဓာတ်နဲ့လှန်နေပဲဒီလိုပဲသွားတာဆိုကြအချီကိုက်များတယ်နောက်ကျတော့မှသူပရိယေနဲ့ဟိုဘက်ကအမတ်တွေကိုဘယင်မယုံအောင်သူတွေးခွဲတဲ့အခါကျတော့ပေါ်ဘယင်သူရှင်ကရုပ်ပြီးကအဲ့အကွက်ထဲဝင်သွားပြီးသူစစ်သူကြီးတတ်ပြစ်တာနောက်ဆုံးတစ်ခေါက်ဒီကသွားမယ်လဲလို့တော့သူမှအကြံပေးမဲ့လူဥဆောင်ပေးမဲ့လူမရှိတဲ့အခါကျတော့သူကအဲ့ဒီကိုသူရောက်ဖတော့ပြည်ဘယင်စီကိုပြေးတာပဲပြေးတဲ့အခါကျတော့မှသူเจ้าငယ်တော့တဲ့နောင်ရိုးတိုက်ပွဲဘယင်တော်ကကုန်းကြောင်းကလိုက်တယ်တမင်ရွှေပြည့်ရေကြောင်းကလိုက်တယ်နော်အဲ့မှာနောင်ရိုးဆိုတာအိမ်ထဲနားမှာလို့ပြောတယ်ဆရာကြီးဒေါက်တာတန်ထွန်းရဲ့အဆိုအရအဲ့ဒီမှာသူကသူကအင်အားကြီးတဲ့ဥစ္စာကိုနိုင်တယ်ဘာလို့ဆိုတော့သူကဟိုဘက်ကန်ကူးပြတဲ့ဖောင်တွေဖြတ်ခိုင်းတာလေဘယင်တော်ဖောင်ပြတဲ့ကိန်းဆိုပြီးတော့ပြောစမှတ်တွင်သွားတာပေါ့အဲ့မှာသူနိုင်တဲ့အခါကျတော့တမင်ရွှေတီးကအားရပြီးတော့ဘယင်နောင်တော်ဆိုတဲ့ပွဲကိုပြီးတယ်အဲ့ဒီပွဲကတကယ်ကဘာကျော်တဲ့ပွဲဖြစ်သွားတယ်အဲ့တက္ကရီ900ပြည့်မှာဘယင်နောင်ပွဲကိုရတယ်ရပြီးတော့သူ့ကိုဟိုအမှန်တော့သူအိမ်ရှိသဘောမျိုးပဲသူရဲ့ကစားပဲလည်းဖြစ်တယ်သမီးရောက်ဖလည်းတော်တယ်ဘာလို့ဆိုမောင်လေးနဲ့မလဲယူထားတာကိုသူအမသခင်ကြီးနဲ့ဘယင်းတော်ကိုပေးစားတယ်နောက်ရဘယင်းတော်ရဲ့နှမကိုအမကိုသူကယူထားတယ်အဲ့လိုမျိုး double ဟိုတင်းပေါ့မျိုးတော်တာပေါ့နောက်ပိုင်းမှာဒီကိုတန်ရောစင်အဲ့ဒါကြောင့်ပဲဒီတိုင်းမျိုးထူထောင်တဲ့နေရာမှာသူအားကိုးရတဲ့သူရဲ့ညာလက်ယုံစစ်သူကြီးဖြစ်လာတာပေါ့စစ်သူကြီးဖြစ်လာပြီးတော့နောက်ပိုင်းမှာဒီသူမရှိတဲ့အခါမှာလည်းသူဧကရိဖြစ်ပြီးတော့တောင်အင်ပါယာကြီးကိုသူထူထောင်နိုင်တာပေါ့ဒါတော့နောက်ပိုင်းမှာဒီဗုဒ္ဓမတိုက်ပွဲကိုအပြည့်အထန်တက်ရတယ်အဲပေါ်တူဂီဂျေဇာတွေနဲ့အဲ့ဒါနိုင်ပြီးတဲ့အခါကျတော့ပေါ်တူဂီအနတ်သမားတယောက်ကိုသူသဘောကျသနတ်ဖြစ်တာလည်းဖြောင်းတယ်နောက်ပြီးတော့အရက်ဝီစကီရက်ကိုချက်ပြီးတော့ဝင်ရွှေကြီးကိုဆက်တဲ့အခါကျတော့အမီးကလည်းကောင်းတဲ့အခါကျတော့အဲ့မှာတခါဆွဲသွားတယ်ဆွဲသွားပြီးတော့နောက်ဆုံးတိုင်းရေးပြည်ကိုပြီးမဆက်တော့အမြဲတမ်းပဲရက်ပဲတောက်နေတာတိုင်းရေးပြည်ကိုနောက်တော့ပဲလုပ်လိုက်တော့ဆိုပြီးတော့ဘေးနောက်ပဲသွားဆွဲပြီးတော့လေအဲ့လိုမျိုးဖြစ်ပါတယ်နောက်ဆုံးတော့အဲ့အရက်ကြောင့်ပဲပြည့်စည်သွားတာတောင်းတဲ့လက်ဟိုထိုင်းနေဆိုလို့ရှိရင်ဘေးနောက်တအားကြည့်နေတယ်ဒီကိုလာတဲ့ထိုင်းနိုင်အဲ့ဒီကောင်းမှုတော်ဘုရားကိုသွားပြီးတယ်ဘာလို့ကောင်းမှုတော်ဘုရားကဘေးနောက်တည်ခဲ့တဲ့တရားလေဘေးနောက်လက်ထက်မှာကျတော့သူကတောင်အင်ပါယာဆိုပြီးတော့အရှေ့တောင်အာရှမှာအကြီးဆုံးအင်ပါယာပေါ့သူကဟိုပါတယ်လာအိုပါတယ်လင်းစင်းဆိုတာလာအိုပေါ့လာအိုပါတယ်ယူရီးယားပါတယ်ပြီးတော့ယူနန်တွေကရှမ်းစော်ဝါတယ်ပါတယ်မဏိပူရပါတယ်ဗမာပြည်တစ်ပြည်လုံးမှာရခိုင်တစ်ခုပဲကျန်တယ်ကျန်တဲ့ပြည်နယ်တွေအားလုံးပါတယ်ရင်းအောင်ရဲ့လက်ထက်တောင်အင်ပါယာရဲ့အကျယ်ဝန်းကပြည်နယ်52ခုပါဟုတ်ကဲ့အကျယ်ကြီးကဒါဘလို့သူမရှိတဲ့ခါကျတော့သူ့တော့ဩဇာမရှိတော့သူသားတော်နန္ဒပြည်ကတန်တက်တဲ့ခါကျတော့သူကစီမံခန့်ခွဲတာလည်းသူ့တွေမမှီဘူးပေါ့လေဖုံးကလည်းသူ့တွေတော့မကြည့်တဲ့ခါကျတော့တဖြည်းဖြည်းအကုန်ပြန်ပြီးတော့ပြိုကွဲသွားတာပြန်ပြီးတော့ကွဲသွားတာထိုင်းနေရဘင်းတော်တအားကြည့်နေတာဘာကြောင့်လဲဆိုတော့သူတို့ရဲ့မင်းဆက်ကိုဆက်ပြီးတော့မင်းဆက်မပြောင်းထိန်းပေးတယ်ပေါ့နိုင်တာတော့မှန်တယ်ဟုတ်ကဲ့ဒါပေမဲ့ဘင်းကိုအဖေကိုနမ်းချပြီးတော့သားကိုနမ်းတင်ပေးခဲ့တယ်အဲ့လိုမျိုးပေါ့လေဒါပြီးတော့သူ့ရဲ့ရေဆွန်ဆိုလို့ရှိရင်လည်းဒီနေကဗျူဟာကသူ့စီကရတာဟုတ်နောက်ပိုင်းသူတို့တော့တိုက်လို့သူမနိုင်တော့ဘူးနောက်ပြီးသူကဒီဘင်းတော်ကိုသူကြီးညိုတယ်ဟုတ်ကဲ့အဲ့တော့ယူရီးယားကိုတိုက်တဲ့ဘရင်တွေဗမာပြည်တွေထဲမှာဘရင်တော်တစ်ပါးကိုပဲသူတို့အဲ့လိုချစ်ကြည့်တာပေါ့နော်ချစ်ကြောက်ယူသေးပေါ့ဟုတ်ကဲ့ဘုံမောင်ဆက်မင်းတွေဆိုလို့ရှိရင်သူတို့မြေလံဖြက်စီးသွားတဲ့ခါကျလုံးဝသူတို့ကမကြိုက်ဘူးတောင်မင်းဆက်ဆိုရင်သူသဘောကျတယ်ဘရင်တော်ကိုသဘောကျဟုတ်ကဲ့သူကဘယ်လောက်တင်စားလဲဆိုတော့အရက်ဆက်မျက်နှာအောင်နိုင်သူဗမာရာဇဝင်မှာအဲ့လိုမျိုးရေးတာပစ္စည်းကုန်ဘုရားကဘရင်တော်ကြောက်စာတစ်ခုခေါင်းလောင်းစာတစ်ခုမှပဲပါကျွန်တော်အဲ့လောက်ကြီးမရေးဘူးခိုင်းနေရတော့အဲ့လိုဟုတ်ကဲ့ပါလေပုစနာစစ်တစ်ဆိုပြီးတော့တချင်းတော်ဆိုလို့ရှိတယ်ဟုတ်ကဲ့ပါဆရာတော့ဘရင်တော်နဲ့ပတ်သက်တဲ့ဇာတ်ကားတွေ14-15ကားသူရိုက်ထားတယ်တို့မရိုက်နိုင်ဘူးဟုတ်ကဲ့ဆရာတကယ်ရာဇဝင်ကြီးအရာဥလာရာဇဝင်အရာဆိုလို့ရှိရင်တော့ကျတို့ပင်းရခေငါးစီးရှင်ကြော်စွာဘက်ကနေပြီးတော့ဆင်းသက်လာတဲ့မင်းမျိုးနောက်ပြီးတော့ဘရင်တော်ရဲ့မယ်တော်ကိုဒီပင်ရွှေတိမွေးတဲ့အခါကျတော့မြေကြီးညိုကနေပြီးတော့နှုတ်ရင်းရေးတယ်နှုတ်ရင်းဆိုတာကအနောက်နိုင်ငံတွေမှာလည်းအဲ့လိုပဲမီဒီယာတွေကကိုယ်တိုင်
တော့မတိုက်ဘူး ဟုတ်ကဲ့ လူတိုင်းပဲတော့ဟိုတင်ပေါ့ West Nuts ဟုတ်ကဲ့ အဲ့ဒါမျိုးသူရွေးတယ်လူတိုင်းဆိုတာကျမကြီးကောင်းရမယ်အသက်အရွယ်ဟိုအသင်းတင်ပေါ့လေနောက်ပြီးတော့မူကြီးမတ်ရာရဲ့မယားဒါမှမဟုတ်မင်းကြီးမင်းသားရဲ့မယားဖြစ်ရ ဟုတ်ကဲ့ နှုတ်ဆုတ်ကလေးရှိရမယ် ဟုတ်ကဲ့ အဲ့တော့နှုတ်ဆုတ်ကလေးရှိမှနှုတ်အထွက်မှာပေါ့အဲ့ဒါကိုမှသူရွေးတယ်နောက်ပြီးတော့ဒီဘေးရင်ကိန်းခန်းနဲ့လေးနံသိမ်းမှရွေးတယ်ဆိုအဲ့ဒါတင်စီတီအေဂျင့်တဲ့ဘုတ်မှာကိုပါတယ်အဲ့တော့သူကဒီနောက်ကတင်စီတီနဲ့ငယ်ငယ်လေးကနေတယောက်တည်းနှုတ်ကိုစုလာတဲ့အခါကျတော့ဒီကိုလိုတန်ရောစင်ဖြစ်တယ်နှစ်ယောက်ဆုံးခင်တယ်အခုကစာရေးဆရာတွေကအဲ့ဒါကိုချော်တုံးခေါ်ပြီးတော့ယောက်ျားချင်းချစ်သူဆိုပြီးအခုထိုင်းကားမှာပြန်တဲ့နဲ့မကြီးစောက်လေအဲ့လိုမျိုးသူလုပ်ထားတယ် အော် နောက်ပြီးတော့ဘေးနောက်တဲ့တင်စီတီကိုလည်းအဲ့လိုမျိုး ဟုတ်ကဲ့ သူတို့ဘက်ကရေးတာတွေလေအဲ့တော့ဒါတွေကအတိတ်ပဲလုံးဝမရှိဘူးကျွန်တော်အဲ့ဒါကိုပြန်ရှင်းရတယ်။တောင်ပွင့်မဲ့အရိမရိယမြတ်စွာဘုရားရဲ့ဘုရားအလောင်းဟာဧတုရိပြည်မှာဝေဖွားမယ်အဲ့ဒီအနာဂတဝင်ကျမ်းထဲမှာပါတယ်။ဆရာတော်ကြီးတွေကဒီနာမည်ကိုဧတုမရိဆိုပြီးတော့အပုတ်ပေးတာပေါ့။ဧတုမရိဆိုတာဧတုဆိုတာတကွန်အလံနော်မှန်ခင်းပေါ့အတိတ်ပဲ။အဲ့တော့သဘုဒ္ဓိပမှာသဘုရိတ်ကျော်မှာမှန်ခင်းတကူတိုက်ထူတဲ့မြို့ဆိုပြီးတော့မြို့တဲတာဒီဧတုမရိမြို့တဲတာမင်းကြီးမြို့ပေါ့။ပထမတောင်ကိုတဲတာကသဝင်ကြီးသဝင်ငယ်လိုင်ဘတ်မှာသဝင်ကြီးသဝင်ငယ်ရုပ်ထုလှေကြီးနဲ့လေအဲ့ဒါသူကတောင်ကိုရဲ့ပထမဆုံးတဲတဲ့မင်းနှစ်ပါး ဟုတ်ကဲ့ သဝင်ကြီးသဝင်ငယ်သူတို့ကဘသူအဆက်လဲဆိုတော့ပကံနရပတိစီသူမင်းကြီးကနေပြီးတော့သူသမက်တော်အနန္တသူရိယအဲ့ဒီအမတ်ကိုဒီအခုဆွာနေရမှာပေါ့ကဘာမြင့်ရွာဆိုတာအဲ့ဒီမှာရွာစားပြီးခဲ့ရွာစားပြီးတဲ့ခါကျတော့သူမျိုးကစီကားလာပြီးတော့သူ့ရဲ့ညီသုံးလက်ရလက်ထက်မှာမွန်ဘီရင်ကနေပြီးတော့လာပြီးတော့အဲ့ဒီကဘာမြင့်ရွာကိုတိုက်တာပေါ့တိုက်ပြီးတော့သူတို့ဖမ်းပြီးတော့ခေါ်သွားတယ်ခေါ်သွားတော့ဆရာတို့ဖြူးမြို့နေရာမှာပြူရွာဆိုတာရှိတယ် ဟုတ်ကဲ့ အဲ့ဒီမှာသူကအကျယ်ကျုပ်ထားပြခဲ့တာပေါ့ဒါပေမဲ့သူ့မှာသားနှစ်ယောက်ပါတယ်သဝင်ကြီးသဝင်ငယ်ဆိုပြီးတော့သူတို့သားနှစ်ယောက်ကိုခေါ်ပြီးတော့ငါသားတို့ဒီနေရာတို့ဇာတိရက်ရွာမဟုတ်ဘူးလွတ်သွားလို့ရှိရင်ဒီပေါင်းလောင်းမြစ်ဆိုပြီးစကြောင်းမြစ်ကိုရှေးတုန်းကအမိုင်းမှာပေါင်းလောင်းမြစ်လို့ခေါ်တယ်အဲပေါင်းလောင်းမြစ်တိုင်းဆန်တက်သွားရင်လက်ဝဲဘက်မှာချောင်းလက်တက်တစ်ခုတွေ့မယ်အဲ့ဒီဝင်သွားလို့ရှိရင်ထိုးနေခဲ့တဲ့ရွာဟောင်းနေရာတောင်အငုတ်တစ်ခုရှိတယ်အဲ့မှာပြန်ပြီးတော့မြို့ကတည်ကြဆိုပြီးတော့မှာခဲ့တယ်သူဖေကွယ်လွန်ပြီးတဲ့နောက်မှာသူတို့မိသားစုတွေအများကြီးပေါ့သူရတဲအောင်ငယ်သားတွေပါလေတွေနဲ့ဆန်တာပေါ့ဆန်တဲ့ခါကျတော့ပထမဆုံးကပောင်းချောင်းကိုတွေ့တဲ့ခါကျတော့သူ့အဖေကဆွာချောင်းကိုပြောတာကပောင်းချောင်းကအရင်တွေ့တဲ့ခါကျသူ့ဖေပြောခဲ့တဲ့ချောင်းမဲဆိုပြီးတော့မှားပြီးတော့ဝင်သွားတယ်ဝင်သွားတော့သွားရင်နဲ့မြေပြန့်မဲ့တောင်ကုန်းကမတွေ့ဘူးတော်လေးအထက်ရောက်တဲ့ခါကျတော့မှအဲ့မှာတောင်အငုတ်တစ်ခုတွေ့တော့မှဒါအဖေပြောတဲ့နေရာဆိုပြီးတော့သူအဲ့မှာမြို့ရွာတည်တာပေါ့အဲ့ဒါကိုတောင်ငူလို့နာမည်ပေးလိုက်တာတောင်အငုတ်မှာတည်တဲ့အတွက်တောင်ငူမြို့ပေါ့ဒါပေမဲ့နေရာမကြိုက်ဘူးနေရာကျင်းတယ်တစ်ရှည်လာများနေဖို့ကမကြိုက်ဘူးဆိုပြီးတော့တစ်နှစ်နေပြီးတဲ့ခါကျနောက်နေရာအသစ်ထပ်ရှာတဲ့ခါကျတောင်ဘက်3မိုင်လောက်ဝေးရဲ့မြောက်ဘက်3မိုင်လောက်ဝေးတဲ့ကပောင်းချောင်းရဲ့မြောက်ဘက်ကမ်းမှာအဲတောင်ကုန်းပေါ်မှာသူကမြို့ဟောင်းရတစ်ခုသွားတွေ့ပြီးတော့အဲ့ဒီနေရာမှာမြို့တည်တာပေါ့ဟိုတောင်ငူငယ်ဆိုတာပထမဆုံးတည်တာကတက္ကရာ640တစ်တစ်ပဲနေ640ကျတော့ဒီဘက်ခုနတောင်ငူကြီးဆိုတဲ့ဒုတိယနေရာပေါ့အဲ့ဒီမှာကနှစ်ပေါင်း206နှစ်ကြာအဲ့ဒါနဲ့မင်းကြီးညိုကအဲ့ဒီဒွါရဝတီမြို့ကိုတည်တယ်ဒွါရဝတီဆိုတာမိုင်နာကွင်းအရှိတောင်ဘက်မှာရှိတယ်ဟုတ်ကဲ့ရှင် အဲ့ဒါဒီကီလိုမီမြို့ကြီးတည်တယ် ဟုတ်ကဲ့ တည်ပြီးတော့သူကဒီမြို့တည်တဲ့အချိန်မှာသူကအသက်52နှစ်ရှိပြီ ဟုတ်ကဲ့ဆရာ နောက်ထပ်အနှစ်20နေသွားသေးတယ်မြို့မှာ ဟုတ်ကဲ့ရှင် အဲ့တော့အဲ့မှာအကုန်လုံးဒီအထက်ပိုင်းဗမာပြည်အထက်ပိုင်းမှာလည်းအဲ့တော့အင်းဝါကဩဇာအာဏာတွေရော့ကြနေမြောက်ဘက်ကရှမ်းနဲ့ပစစ်တီဖြစ်နေဒီဘက်ကဗီယူမဆိုင်နဲ့အဲ့ချိန်မှာမြကြီးညိုကတောင်ဘက်တလွားအင်အားတွေစုတာ ဟုတ်ကဲ့ စုပြီးတဲ့ခါကျတော့သူကနန်းသက်45နှစ်တောင်ကြာတယ်ဒီတောင်မင်းဆက်ထဲမှာမင်းနေထဲမှာသူနန်းသက်ရှိတယ် ဟုတ်ကဲ့ဆရာ အဲ့ကကြောင့်သူစုဆောင်ထားတဲ့အင်အားတွေကနောက်သားတော်တပင်ရွှေတီတို့ဘီရင်အောင်တို့လက်ထက်မှာဒါဒုတိယမြန်မာနိုင်ငံတော်ကြီးကိုထူထောင်ဖို့အခြေခံအုပ်မြစ်ကိုသူအခိုင်အမာချပေးသွားတာပေါ့တောင်က9မြို့ပေါ့9မြို့ဆိုတာတောင်ငူငယ်နောက်ပြီးတော့တောင်ငူကြီးတညဝတီ ဟုတ်ကဲ့ နောက်ပြီးတော့မြဝတီ ဟုတ်ကဲ့ နောက်ပြီးတော့ဒွါရဝတီကေတုဝတီ အော် အဲ့ ဟုတ် တော့ ကဲ့ 9နေရာရွှေ့လာတာပေါ့